ဥရောပရဲ့အခုလက်ရှိဖောင်ကောင်းဆုံးတိုက်စစ်အတွက်အားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ်။ Real Madrid အသင်းကတော့နီးပြဆာဘီလွန်ဆိုရောက်လာတဲ့ကပုံစံကောင်းတွေကိုရရှိနေခဲ့ပါတယ်။ဒီလိုပုံစံကောင်းတွေကိုရရှိခဲ့ရမှာ Mbappe, Vinicius Junior နဲ့ Arda Güler တို့ရဲ့၃ယောက်တွဲတိုက်စစ်အတွက်ကအခုလက်ရှိဥရောပကလပ်အသင်းတွေထဲမှာဖောင်ကောင်းဆုံးအသင်းအဖြစ်နဲ့ရပ်တည်နေခဲ့ပါတယ်။ Mbappe ကဒီယာဒီမှာပိုကောင်းတဲ့ကစားသမားဖြစ်လာခဲ့ပြီးပြင်သစ်အသင်းနဲ့ Real Madrid အသင်းတို့အတွက်စုစုပေါင်း18ဂိုးသွင်းလာပြီးဖန်တီးမှု၄ချိန်ပြုလုပ်ထားပါတယ်။ Vinicius Junior ကပြီးခဲ့တဲ့ရာသီတွေကလောက်ပုံစံကောင်းမရသေးပေမဲ့ဘရာဇီးနဲ့ Real Madrid အသင်းအတွက်ဒီရာသီမှာ6ဂိုးသွင်းပြီး5ဂိုးဖန်တီးထားပါတယ်။နီးပြစာပင်လွန်ဆိုလက်ထက်မှာပုံမှန်ပွဲထွက်ခွင့်ရလာပြီးတောက်ပလာခဲ့တဲ့ Arda Güler ကတော့တူရကီနဲ့ Real Madrid အသင်းတို့အတွက်ဒီရာသီမှာ4ဂိုးသွင်းပြီး9ဂိုးဖန်တီးထားပါတယ်။ Mbappe, Vinicius Junior, Arda Güler တို့ရဲ့၃ယောက်တွဲတိုက်စစ်ဟာဂိုးပေါဝင်ပတ်သက်မှုစုစုပေါင်း43ချိန်အထိပြုလုပ်ထားပြီးကြပြီမလို့အခုလက်ရှိဥရောပအသင်းတွေထဲမှာဖောင်အကောင်းဆုံးတိုက်စစ်3ယောက်အတွဲအဖြစ်ရပ်တည်နေရလဲဖြစ်ပါတယ်။ညီကိုတို့ကအခုလိုမျိုးReal Madrid အသင်းမှာခြေစွမ်းပြနေတဲ့3ယောက်တွဲတိုက်စစ်အပေါ်ဘယ်လိုမြင်ကြလဲဆိုတာကို comment မှာဝင်ရေးပေးခဲ့ကြဖို့လဲတောင်းဆိုလိုက်ရပါတယ်။ကျွန်တော်တို့ရဲ့ဒီ MN Football News မှာဆိုရင်ဘောလုံးလောကပတ်သက်တဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေရမလို့စိတ်ဝင်စားရဲဆိုရင်လည်းအကောင့်လေးကို like and follow လုပ်ခဲ့ကြဖို့လဲတောင်းဆိုလိုက်ရပါတယ်။